ဆက်ဆက်ရောက်ချင်းဆိုလို့ရှိရင်ကိုကထိုင်းစကားလည်းမတက်တလုံးမှလည်းမသိတော့ဥမာဟိုဘိုက်စာလို့ရှိရင်တော့မှထမင်းကိုဘလို့မှာစားရမလဲအစပေါ့နော်ဥမာထမင်းကြော်ဆိုဘလို့ခေါ်လဲအဲ့လိုမျိုးတွေအတိမှတ်ထားတရက်ဆိုရင်ဒါပဲစားအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့သူရိန်လတ်ပါပေါ့ကျွန်တော်ကတော့မြန်မာပြည်မှာဆိုလို့ရှိရင်တော့ရန်ကုန်ကဖြစ်ပါတယ်ထိုင်းနိုင်ငံကိုတော့ကျွန်တော်တို့ရောက်လာတာတော့2006နောက်ခွန်လောက်ကဖြစ်ပါတယ်ကျွန်တော်ရောက်လာတဲ့အကြောင်းရင်းကတော့မြန်မာပြည်မှာကျွန်တော်အဲ့တုန်းကတော့ GCE O level ဖြည့်ပြီးတဲ့အခါကျတော့ကျွန်တော်အနေနဲ့နောက်ရှေ့ဆက်ပေါ့နော်ပညာရေးဆက်ပြီးတော့ဆက်ဖို့အတွက်ကျွန်တော်ထိုင်းနိုင်ငံကိုရောက်လာခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခုကတော့ Pamukrat International Hospital မှာ Senior Operation Officer အနေနဲ့ပေါ့နော်ကျွန်တော်သူပြင်တော့မြန်မာပြည်ကလာတဲ့ကျန်းမာရေးလိုအပ်တဲ့ patient တွေအတွက်ဝန်ဆောင်မှုပေးတာဖြစ်ပါတယ်ဒီအလုပ်ကိုစလုပ်ရတာကတော့ကျွန်တော်ဒီတက္ကသိုလ်ပေါ့နော်ပြီးတဲ့အခါမှာဒီမှာအလုပ်လေးဆက်လုပ်ချင်တယ်ဆိုတော့အလုပ်ရှာရင်းနဲ့မှinterview ပေါ့နော် interview သူတို့ခေါ်တယ်ရှောက်တာတဲ့တော့မှကျွန်တော်စပြီးတော့လုပ်ဖြစ်သွားတာဖြစ်တယ်ပေါ့ကျွန်တော်လုပ်ဖြစ်တာတော့ဒီအခုဆိုလို့ရှိရင်တော့လွန်ခဲ့တဲ့17နှစ်လောက်ကဖြစ်ပါတယ်ဟုတ်ကဲ့တနေ့တာအလုပ်ကတော့ကျွန်တော်တို့မြန်မာပြည်ကနေပြီးတော့မှလာပြီးတော့ရှေ့ကုသကြတဲ့ patient တွေပေါ့နော်လာပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဆရာဝန်နဲ့တွေ့တဲ့အချိန်မှာဘာသာပြန်ပေးခြင်းတော်လကောင်းပေါ့နော်ပြီးသွားလို့ရှိရင်သူတို့ရဲ့နောက်ထပ်ဆရာဝန်တက်တွေ့ခြင်းတဲ့ appointment ဒီသူတို့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆေးရုံတွေမှာရှိတယ်ပေါ့နော်သူတို့လိုအပ်ချက်လေးတွေကိုကျွန်တော်ဝိုင်းပြီးတော့ကူညီပေးရတာဖြစ်တယ်ပေါ့နော်အခက်ခဲကတော့အဓိကပြောမယ်ဆိုလို့ရှိရင်တော့အားလုံးလည်းတိကျတဲ့အတိုင်းဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဘာသာစကားခက်ခဲခြင်းပေါ့နော် language barrier ပေါ့ဆက်ရောက်ချင်းဆိုလို့ရှိရင်ကိုကထိုင်းစကားလည်းမတက်တလုံးမှလည်းမသိတော့ဥမာဟိုဘိုက်စာလို့ရှိရင်တော့မှထမင်းကိုဘလို့မှာစားရမလဲအစပေါ့နော်ဥမာထမင်းကြော်ဆိုဘလို့ခေါ်လဲအဲ့လိုမျိုးတွေအတိမှတ်ထားတရက်ဆိုရင်ဒါပဲစားအဲ့လိုမျိုးအဓိကကတော့ language barrier ကတော့အဓိကပါပဲကျန်တာကတော့ထိုင်းနိုင်ငံမှာကတော့လန်ပန်ဆက်တူ UAP January အားလုံးကတော့ဆင်ပြေတယ်ပေါ့နော်ဆိုတော့အဓိကအခက်ခဲကတော့ language barrier ပဲဖြစ်တယ်ဒါကတော့လေကျွန်တော်တို့ချက်ချင်းကြီးတော့ကြော်လွားဖို့ကတော့မလွယ်ပါဘူးဟိုတဖြည်းဖြည်းတဲ့နေတဲ့နှစ်လကြာလာတဲ့အခါကျမှပဲပေါ့နော်ဆိုတော့ဒါကတော့ဘာသာစကားလေးတက်လာတဲ့ပါတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဲ့ဒီခုနပြောတဲ့အခက်အခဲကိုတော့ကြော်လွားခဲ့နိုင်တယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းရောက်တဲ့ညီငယ်ညီမငယ်တွေအတွက်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဘာလို့လဲဆိုတော့အခုနောက်ပိုင်းဆိုရင်ထိုင်းနိုင်ငံမှာလည်းအရင်ကတည်းကဆိုင်တော့လူတွေတော်တော်များများလည်းအင်္ဂလိပ်စကားဆိုတော့ကောင်းပြောတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီမှာကတော့ကျွန်တော်တို့မြန်မာအတိုင်းဝိုင်းဆိုတာကလည်းကျွန်တော်တို့တိတ်လို့ရှားလို့တော့မရှားပါဘူးရှိပါတယ်အထူးသဖြင့်ဆိုရင်တော့ကျွန်တော်ဆိုဘုရားကျောင်းကျွန်တော်လည်းခရစ်တယောက်ဆိုတော့ဘုရားကျောင်းသွားတယ်ဆိုအနည်းဆုံးတော့ကျွန်တော်တပတ်မှာတရက်ကျွန်တော်မြန်မာအတိုင်းဝိုင်းမှာကျွန်တော်ထိတွေ့ဆက်ဆံမှုတွေရှိတယ်ပေါ့နော်အဲ့ဒီမှာပြီးသွားရင်သူ့အချိန်အကြပွဲလေးပိုင်းလောက်တာရှိတယ်ဆိုကိုယ့်မြန်မာ culture နဲ့လည်းတခါမှတော့မစိမ့်သွားပါဘူးအခုထိလည်းထီတွေ့ရှိတယ်ပေါ့နော်နောက်တစ်ခုကလည်းကျွန်တော်တို့ကျောင်းမှာတက်တယ်ဆိုတော့လည်းကိုရီးယားမြန်မာတယောက်တည်းမဟုတ်ပါဘူးခန်းထဲမှာလည်းမြန်မာတငယ်ချင်းတွေလည်းရှိတယ်ဆိုတော့အဲ့ဒီကလည်းအစအခုအလုပ်လုပ်တဲ့အချိန်ထိလည်းကျွန်တော်တဲ့လုပ်ဖို့ဆောင်ပတ်တွေကလည်းမြန်မာအသင်းဖွဲ့တွေပဲဖြစ်တယ်ဆိုတော့ဒီ culture နဲ့ပတ်သက်တာယဉ်ကျေးမှုပိုင်းကတော့ကျွန်တော်တို့ဝေးကွာသွားတာတော့မရှိခဲ့ပါဘူးပေါ့နော်